လူကြိုက်များတဲ့သူလူချစ်သူခင်ပေါ်တဲ့သူဆိုတာကအတန်ကျဲသူလည်းမဟုတ်ဘူးအရန်ချမ်းသာနေသူလည်းမဟုတ်ဘူးအရန်ရုပ်ချောနေသူလည်းမဟုတ်ဘူးလူကြိုက်များတဲ့တို့လူချစ်သူခင်ပေါ်တဲ့တို့အစရှိတဲ့အဲ့လိုမျိုး charismatic ဖြစ်တဲ့သူတွေကလူတွေရဲ့အပေါ်စီးမှာနေညက်သူတွေမဟုတ်ဘူးဒီ charismatic ဖြစ်တဲ့သူဆိုတာကလူတွေကိုပေါ့နော်စိတ်အေးချမ်းစေပြီးတော့စိတ်တောင်းစားဖြစ်အောင်လုပ်ပေးတဲ့သူကို charismatic ဖြစ်တဲ့သူလို့ခေါ်တာ charisma ပေါ့မြန်မာလိုဆိုလို့ရှိရင်တော့အကြည်ဓာတ်လူတယောက်ကအကြည်ဓာတ်ရှိတဲ့သူဆိုလို့ရှိရင်လူတိုင်းကသူပြောတဲ့စကားကိုနားထောင်ခြင်းတယ်လူတိုင်းကသူ့ကိုကူညီခြင်းတယ်လူတိုင်းကသူ့အနားမှာပဲနေခြင်းတယ်အဲ့လိုမျိုးပေါ့အကြည်ဓာတ်နဲ့ပတ်သက်ပြီးတခုရှိတာကအဲ့ဒါကျတော့မွေးရပါမဟုတ်ဘူးလူတယောက်ကသူ့ရဲ့အပြောအဆိုရဲ့သူ့ရဲ့အပြုအမူရဲ့သူ့ရဲ့စိတ်နဲ့စိတ်ထားပုံမူတည်ပြီးတော့အကြည်ဓာတ်ရှိမရှိဆိုတာကွာဟွာတာပေါ့နော်ဆိုတော့က charismatic ဖြစ်အောင်ဘယ်လိုနေရမလဲဒီ charisma ဆိုတဲ့အကြည်ဓာတ်ကိုရှိချင်လို့ရှိရင်ဒီ pillar 6ခုဒီ charisma ရဲ့ထောက်တိုင်6ခုလုံးကိုယ်စီမှာရှိထားရမယ် pillar 1ပေါ်ရတဲ့ပုံစံပေါအောင်လို့လူတွေကကိုယ်တွေ့ရတဲ့ရှိန်နာတို့ကြောက်တာတို့လန့်တာတို့ဆိုလို့ရှိရင်အစတည်းကကိုကအပိုင်းတင်းနေတယ်မယ်စသိန်းဝါးရေပေါ့နော်အကျိုးဆိုတွေကလူရှိန်နာကိုကောင်းတယ်လို့ထင်ကြတယ်တကယ်ကကျတော့တခြားစီပဲလူတွေကကိုယ်ရှိန်လို့ရှိရင်ကိုကအခွင့်ကောင်းတွေလွတ်သွားလိမ့်မယ်အခွင့်အရေးလွတ်သွားလိမ့်မယ်အတွေ့အကြုံအသစ်တွေလွတ်သွားလိမ့်မယ်လူရှိန်နာနဲ့ပတ်သက်လို့ရှိရင်ကိုယ်စီမှာဆုံးရှုံးကြရပိုများတယ်ပေါ့နော် psychology ရဆိုလို့ရှိရင်လူသားတွေကတယောက်တယောက်စတွေ့ရတဲ့စက်ကမှန်အတွင်းမှာပဲငါတို့ရှောင်းအောင်မလားငါတို့ပေါင်းအောင်မလားဆိုပြီးတော့တခါတည်းတန်းဆုံးဖြတ်ချက်ချကြတာပေါ့နော်အဲ့ဒါကျတော့ဟိုးကြောက်ခဲ့တဲ့က survival instinct တခုပေါ့နော် survival instinct အရဆိုလို့ရှိရင်ကျွန်တော်တွေကကိုယ်နဲ့မရင်းနှီးသူတယောက်ကိုတွေ့ပြီးဆိုရတယ်အဲ့ဒီသူကကိုယ့်စိတ်ထဲမှာပေါ့နော်အဲ့ဒီသူကအန်ရီလားမိတ်ဆွေလားဆိုတခါတည်းဆုံးဖြတ်ချက်ချလက်ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တွေကလူအသစ်တွေကိုတွေ့ရတဲ့ပေါ်ရတဲ့ပုံစံပေါအောင်နေရမှာပေါ့first impression ဆိုတော့ကကျွန်တော်အရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ကသူတို့ကနောက်ဆက်တွဲမှာကိုယ်ဘယ်လိုမျိုးတတ်မှတ်မလဲဆိုတော့ကကိုကသူတို့ဆက်စချင်းတွေ့တော့ကကိုဘယ်လိုပြုတ်မှုလဲပေါ့အများကြီးမှုတည်တယ်ဆိုတော့ကပေါ်ရတဲ့ပုံပေါက်စေချင်လို့ရှိရင်မျက်နှာကိုတင်းမထားနဲ့ပေါ့နော်မျက်နှာဒီနဲ့အကြာကြီးမနေနဲ့အမြဲတမ်းမနေနဲ့လူတယောက်ကကိုယ်ကြည့်တာနဲ့ပြုံးပြလိုက်လာစကားပြောလို့ရှိရင်ပြန်ပြောလိုက်အဲ့လိုလည်းပဲကွာအရန်လွယ်တယ်ဥပမာဒီ Superman မင်းသား Henry Cavill တို့ဒီကမ္ဘာအတ္တမလို့လူသားဒီ Eddie Hall တို့ဒီ UFC fighter Conor McGregor တို့သူတို့ဆိုလို့ရှိရင်အပေါ်ရန်ကြီးလို့ရှိရင်ကွာကြောက်ပုတ်ကနေပုံပေါ်တယ်ဒါပေမဲ့သူတို့ကပေါ်ရတဲ့ပုံစံနဲ့ပဲနေလို့လူတွေကသူတို့လမ်းမှာတွေ့လို့ရှိရင်သွားစကားပြောဖို့ဘွေမလေးကြဘူးပေါ့နော်မရှိန်ကြဘူးပေါ့ Pillar 2စကားပြောဆက်ဆံရင်ကောင်းအောင်လို့ဒီ charisma ဆိုတဲ့အကြီးတက်ကစကားအရန်ပြောတဲ့သူတွေမဟုတ်ဘူးစကားဝိုင်းကိုထိန်းချုပ်နိုင်တဲ့သူပေါ့နော်လူတယောက်ကစကားစပြောပြီးဆိုတော့ဒီ conversation တိုင်းမှာက step 3ခုရှိတယ်အဆင့်3ခုရှိတယ်ပေါ့နော်ဒီ phase 1ကစကားစပြောမယ် phase 2ကစကားဝိုင်းကိုထိန်းမယ် phase 3ကကျတော့စကားဝိုင်းကိုဆုံးသတ်မယ်ရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့လူအများစုကကျတော့ phase 1နဲ့တင်မယ်အပိုင်း1စသိန်းဝါကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကလူအများစုကစကားပြောလို့ရှိရင် over sharing လုပ်ကြတယ်မမေ့ဘဲနဲ့ဖြေကြတယ်ချို့ဆိုလို့ရှိရင်ကွာစကားပြောလို့ရှိရင်စိတ်လို့ရှားပြီးလန့်နေတယ်ချို့ဆိုလို့ရှိရင်စကားရဲ့စွပြောနေတယ်ဘယ်တော့ရမလဲဆိုတော့သူတို့မသိဘူးပေါ့နော် psychology ရဆိုလို့ရှိရင်လူသားတွေကအရင်အာရုံမဆိုင်ရတဲ့ conversation အရင်အားမဆိုင်ရတဲ့ conversation ဆိုလို့ရှိရင်ပို့ပြီးတော့သဘောကျတယ်ဒါက small talk တွေကိုပြောညာမဟုတ်ဘူးနော်စကားဝိုင်းကကျတော့အဓိပ္ပာယ်လည်းပါမယ်ဆိုတော့ကလူတယောက်နဲ့စပြီးစကားပြောမယ်ဆိုလို့ရှိရင်ဒီစီမီစီကန်3ခုသိထားရမယ်ပထမဆုံးကကျတော့ personal ကိစ္စတွေတို့အရန်တင်းကျပ်တဲ့ကိစ္စတွေတို့သူတို့စိတ်ကိုမိမသားဖြစ်စေမဲ့စကားတွေလုံးဝရှောင်လိုက်ဒုတိယတစ်ခုကစကားပြောလို့ရှင်ကွာစစ်စစ်မြင်းမြန်းသူတွေမပြောနဲ့တပတ်သူပြောတဲ့အတိုင်းပဲအလိုက်ထိုက်တွေပတ်ဆက်ပြောပေးလိုက်လူအများစုကကျတော့အရင်အမေးမြန်းထူတယ်ပေါ့နော်တွေ့တာမှမနေ့တနေ့ကွာသူတို့မေးညာတွေကဘယ်တော့အိမ်အောင်ပြုတ်မှလဲပါညာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအရင်အမေးမြန်းမထူနဲ့အဲ့လိုမျိုးလုံးဝမလုပ်နဲ့တတိယတစ်ခုကစကားဝိုင်းကိုပေါ့မရှိအောင်အကြာကြီးဆွဲမထားနဲ့စကားဝိုင်းအောင်ကွာတူတူလေးနဲ့အဓိပ္ပာယ်ရှိလို့ရှင်ရပြီအဲ့လောက်ပဲဒီဥစ္စာကကျတော့ conversation starter pack ရဲ့ golden rule 3ခုပေါ့နော်စီမင်းစည်းကမ်း3ခုပေါ့ pillar 3တန်ပြအောင်နေပြည့်စုံစရာမလိုလူတယောက်ကအကြည့်တတ်ရှိဖို့ဆိုလို့ရှိရင်အရင်ချောမောလာပါနေကြလည်းမလိုအဓိကကကို self respect ရှိဖို့ပဲလိုတာ psychology ရဆိုလို့ရှိရင်လူသားတွေကပေါ့နော်လူတယောက်ကသူ့ကိုယ်သူဘယ်လိုမျိုးဆက်ဆံလဲဆိုတဲ့ပုံစံကသူကအခြားသူတွေကိုဘယ်လိုမျိုးဆက်ဆံလဲဆိုတဲ့ပုံစံနဲ့အတူတူပဲလူတယောက်ကကွာဖြစ်သလိုနေပြီးညက်ပတ်ဆုပ်ပြက်နေလို့ရှိရင်ကိုကအဲ့လူနာသွားချင်မလားမသွားချင်ဘူးလားအဲ့လိုမျိုးပေါ့လူပြကိုကြည့်ရတဲ့ကိုကညက်ပတ်ဆုပ်ပြက်နေရဆိုလို့ရှိရင်ဘယ်သူမှကိုနာကိုလာချင်မှာမဟုတ်ဘူးလူတယောက်ကကွာအကြည့်တက်ရှိနေဆိုလို့ရှိရင်တန်တန်ပြက်နေမယ်ဒီကိုဝေတန်ရှင်းမှုကိုလေ့ထားမယ်ကြမ်းမှန်ကျူးဆိုင်မယ်စမတ်ကြနေမယ်အဲ့လောက်ပဲဒီ model လေးတို့အရင်အလှပလုံးနေကြမလို့ဥပမာ
ဒီနံပါတ်ကြီးမင်းသားဒီ Keanu Reeves ဆိုလို့ရှိရင်သူ့ပုံစံအရန်ရိုးရှင်းတယ်ပေါ့နော်အရန်ရိုးရှင်းပြီးရှိုးစမိုးလည်းမရှိဘူးသူကတန်တန်ပြတ်နေတဲ့ပဲရိုးရှင်းလည်းမနေတယ်လူကြောက်ကအရန်ကြည့်ကောင်းနေစရာမလိုတန်ရှင်းပြီးတော့တက်ရဖို့ပဲလိုတာPillar 4ချီကျူးစကားပြောတတ်အောင်လုပ်လူအများစုကချီကျူးစကားမပြောတတ်ကြဘူးပေါ့နော်အဲ့ဒါကျတော့လူရနီးပါပဲချီကျူးစကားပြောရဲဆိုတာကတစ်ဖက်သူကိုမြောက်ပင့်ပြောနေရမှာမဟုတ်ဘူးချီကျူးရတဲ့ရည်ရွယ်ချက်ကတစ်ဖက်သူကိုစိတ်သက်သာရအောင်လုပ်တဲ့သဘောပဲလူအများစုကကျတော့ချီကျူးစကားပြောလို့ရှိရင်တို့ကအသားမပါတဲ့အခွင့်အရေးတစ်ခုလိုပဲပြောရင်ပြောဒါမှမဟုတ်မြောက်ပင့်ပြီးတော့ပြောရင်ပြောအဲ့လိုမျိုးပေါ့နော်အတိတ်ပဲမှာပါကြဟုတ်ပေါ့ psychology ရဆိုလို့ရှိရင်လူသားတွေကအတိအမှန်ပြတာတော့လက်ခံပေးတာတော့အဲ့လိုမျိုးအစရှိတဲ့ဒီလိုမျိုး validation ကိုအရန်လိုချင်ကြတာပေါ့ဥပမာကောင်မလေးတယောက်ကအရန်လာတဲ့ dress လေးဝတ်ထားတယ်ပဲထားပါတော့အဲ့လိုဆိုလို့ရှိရင်သူ့ကိုဘယ်လိုမျိုးချီးကျူးမလဲလူအများစုကကျတော့ဟာနေအင်ကြီးလေးလာတာပါညာအဲ့လိုမျိုးချီးကျူးကြအောင်ပေါ့နော်ဒါပေမဲ့ဒါကကျတော့ပစ္စည်းကိုချီးကျူးတာလူကိုချီးကျူးနေမှာမဟုတ်ဘူးဒီချီးကျူးစကားရည်ရွယ်ချက်ကလူကိုပြောရမှာပစ္စည်းကိုပြောရမှာမဟုတ်ဘူးကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာဘယ်လိုပြောမလဲဆိုတော့နေက fashion နဲ့ပတ်သက်လို့ရှိရင်အမြင်ရှိရနော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစကားနဲ့တက်ဆိုင်တဲ့အရာတစ်ခုခုနဲ့သူတို့ချီးကျူးလိုက်မှာပေါ့ပစ္စည်းကိုမပြောဘဲနဲ့လူကိုပြောမှာအဲ့လိုမျိုးပေါ့နော် Pillar 5ဟာတာညံဆိုတော့ဒီ sense of humor ကသူထဲမှာမရှိဘူးပေါ့နော်ဒီ sense of humor ဆိုတာကွာလူကြောက်ကတစ်ချိန်လုံးအတီးပဲနေနေရမဟုတ်ဘူးတစ်ခါတလေဆိုလို့ရှိရင်နောက်ပြောင်ပြောတာတို့အချိန်ခါကောင်းမှဆိုလို့ရှိရင်လူတွေရီအောင်လုပ်ပေးတာတို့မရီအောင်မှပြောအောင်လုပ်ပေးနေတာမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ psychology ရဆိုလို့ရှိရင်လူတွေကတယောက်ကိုကပေါ့နော်လူတယောက်ကိုရီအောင်လုပ်နိုင်လို့ရှိရင်အဲ့သူနဲ့ကိုကရှင်းရှင်းပေါင်းစပ်ဖို့လွယ်ကူသွားပြီအဲ့သူရဲ့စိတ်ထဲမှာကိုကနေရာရပြီးသွားပြီပဲလူတွေကိုရီအောင်လုပ်တယ်ဆိုတော့ကကိုကအရင်ပေါ်တော်နေစရာမလိုကွာအချို့သူတွေဆိုလို့ရှိရင်ဟာသားလို့ဖို့အတွက်နဲ့သူတို့ကိုသူတို့ငပိုးတယောက်လိုပြုတ်မှုပြီးတော့နေကြတယ်ပြီးတော့ဘယ်သူမှလည်းမရဘူးအဲ့လိုဆိုလို့ရှိရင်အရန်ရှက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့ဘာလဲဆိုတော့လူတွေကိုရီအောင်လုပ်ဖို့အတွက်နဲ့အခြားသူတွေအားနည်းချက်ကိုဟာသားအဖြစ်နဲ့လုပ်ပြောတဲ့သူတွေရှိတယ်အဲ့ဒါကကျတော့ရုံမာတာဖြစ်သွားရေပေါ့နော်ဟာသားလုပ်ဖို့ဆိုတာကကျတော့ဟာသားလုပ်ဖို့တော့အဲ့လိုမျိုးလူတွေကိုရီအောင်လုပ်ဖို့ဆိုတော့ကတကယ်ကဘာမှမခက်ဘူးအရန်ဆိုတယ်ဥပမာဒီ American comedian Kevin Hart ဆိုလို့ရှိရင်သူ့အကြောင်းသူဟာသားလုပ်ပြီးပြောတယ်သူများအကြောင်းမပြောဘူးသူများအကြောင်းအလောက်မပြောဘူးဒီ Deadpool မင်းသား Ryan Reynolds ဆိုလို့ရှိရင်သူဆိုလို့ရှိရင်ရုပ်တည်ကြီးနဲ့ပောက်ကြီးရပြောပြီးသူတို့ရီအောင်လုပ်တယ်ပေါ့နော်သူကရုပ်တည်ကြီးနဲ့ပောက်ကြီးရပြောတာဒီ comedian Gabriel Iglesias ဆိုလို့ရှိရင်သူ့ရဲ့အတွေ့အကြုံတွေကိုဟာသားပုံစံလေးနဲ့ပြောင်းပြီးပြောတယ်ဟာသားပြောဖို့ဆိုတော့တကယ်ကျတော့မခက်ဘူးပေါ့အကြောင်းအရာတစ်ခုကိုပောက်ကြီးရလိုပုံစံမျိုးလေးနဲ့ပဲပြောင်းပြီးပြောလိုက်ရုံလေးပဲကိုကလူကြီးရီအောင်လုပ်နိုင်လို့ရှိရင်ကိုကလူတိုင်းအသေးနှလုံးရပြီးသားပဲ Pillar 6ရှောင်းမဲ့ယာတို့သတိထားကျွန်တော်ကတော့ပြောခဲ့တဲ့ထောက်တိုင်6ခုလုံးကိုယ်စီမှာရှိနေအောင်မှဒီ9ခုမြောက်ကိုမရှိလို့ရှိရင်တော့အလကားပဲဘာလို့လဲဆိုတော့ဒီ9ခုမြောက်ကအရင်အရေးကြီးတယ်ပေါ့နော်ဒီဥစ္စာကကျွန်တော်လူတိုင်းကသူတို့ရဲ့ဒီ image ကိုသူတို့ကိုယ်တိုင်တော့တည်မထားရင်ပဲနဲ့ဖြည့်ဆည်းကြတဲ့အလေးချင်းတစ်ခုပေါ့အဲ့ဒါကဟိုဘက်ဒီဘက်ဆိုပြီးတော့ပတ်ရွေးတာပေါ့လူတိုင်းကကိုယ်သဘောကျစေချင်တဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးအမြင်ကိုလူတိုင်းနဲ့လိုက်ပြီးတော့မမျှဝေနဲ့ဥပမာတကယ်ချင်းမို့လို့ဒီနိုင်ငံရေးကိစ္စတို့ဘာသာရေးကိစ္စတို့ပြောချင်တယ်လို့ပြောလို့ရတယ်ကွာဒါပေမဲ့ကိုယ်နဲ့သိတာမကြားတဲ့သူတယောက်ကိုဟာငါဒီဘာသာကိုမကြိုက်ဘူးဘာညာဆိုပြီးတော့အဲ့လိုမျိုးတော့ပြောလို့မရဘူးပေါ့နော်အချို့သူတွေကသိရတာမကြားသေးဘူးပေါ့ကျွန်တော်တို့သူတို့ရဲ့အတွေးအမြင်နဲ့ပတ်သက်ပြီးတော့အကြောင်းဆုံးလာပြောတဲ့သူတွေအများကြီးကျွန်တော်ကြုံဘူးတယ်လူတွေကတယောက်အမြင်မတူဘူးကွာအဲ့တော့လူတိုင်းနဲ့ကိုယ်ကခင်ကျင်လို့ရှိရင်ဒီကိစ္စတွေကိုရှောင်ပြီးတော့ပြောနိုင်ငံရေးကိစ္စတို့ဘာသာရေးကိစ္စတို့အားကစားအသင်းဖွဲ့ကိစ္စတို့ကိုယ့်ရဲ့ခံယူချက်တို့ကိုယ့်ရဲ့အတွေးခေါ်တို့ဒီငါးကိုရှောင်ပြီးတော့ပြောဘာဖြစ်လို့လဲဆိုတော့ကဥပမာနဲ့ရှင်းပြမယ်နော်ဥပမာပေါ့ psychology fact တခုနဲ့ရှင်းပြမယ် psychology အရာဆိုလို့ရှိရင်အဖွဲနှစ်ဖွဲဟာကိုယ်လိုချင်တယ်ပဲထားပါတော့အဲ့လိုဆိုလို့ရှိရင်အဖွဲနှစ်ဖွဲလုံးကကိုကသူတို့ဘက်ပါဖို့အတွက်အမျိုးမျိုးဆိုရလိမ့်မယ်အဲ့တော့နှစ်ဖွဲလုံးကိုယ့်ဘောကောင်းတယ်ကွာဒါပေမဲ့ကိုကတစ်ဖက်ဘက်ကိုရွေးလိုက်လို့ရှိရင်ကျန်တဲ့တစ်ဖက်ကကိုယ်မုံသွားလိမ့်မယ်အဲ့လိုမျိုးပေါ့ဥပမာကိုက single ဆိုလို့ရှိရင်ကောင်မလေးတိုင်းနဲ့လိုက်ပြီးတော့ရောလို့ရတယ်ဒါပေမဲ့ရေးစားရှိလို့ရှိရင်တော့အဲ့ဒီကောင်မလေးကြောက်တဲ့ဟိုပဲကိုယ့်အချိန်ကြီးကုန်လို့ပေးရမှာကွာအဲ့လိုမျိုးပေါ့ဆိုတော့ကဒီ charisma ဆိုတော့ကကျတော့ manipulation မဟုတ်ဘူးပေါ့နော်တကယ်ကကျတော့ emotional intelligence နဲ့ပို့တူတယ်ကိုယ့်စီမှာဒီထောက်တိုင်6ခုလုံးရှိနေပြီဆိုလို့ရှိရင်တော့ကိုကအလွယ်တကူနဲ့လူတွေရဲ့ယုံကြည်မှုရနိုင်မယ်အခွင့်ကောင်းတွေလွယ်တကူနဲ့ရနိုင်မယ်
အခြေကိစ္စတွေရောပေါင်းတဲ့ကိစ္စတွေလုံးဝပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ဆိုတော့ဒီဗီဒီယိုကတစ်ခုဖြစ်စေမယ်လို့ပြောနေပါတယ်နောက်တစ်ပတ်ပြန်ဆောင်ကြမယ်နော် bye